သူကလမ်းဘေးဈေးတဲ့ရဲ့အင်ကြီးကိုမတော်တဆဆွဲဖြဲမိသွားတော့သူ့ရင်ဘတ်ပေါ်ကနဂါးတတူကိုမြင်လိုက်ရတယ်။အဲ့ဒီတော့မှပဲလုံခြုံရေးဝန်ထမ်းကသူ့အကြီးကျယ်မှားသွားပြီဆိုတာကိုသိလိုက်တော့တယ်။သူကအဲ့ဒီလူကိုလွန်ခဲ့တဲ့18နှစ်ကလူ18ယောက်ကိုတတ်ခဲ့တဲ့နာမည်ကျော်လူမိုက်ကြီးအဖြစ်မှတ်မိသွားတာပါ။ထောင်ကမှအခုလေးတင်လွတ်လာတဲ့သူမရဲ့ရိုးသားပုံရတဲ့အဖေဟာလူမိုက်ကိုင်းတွေနဲ့ပတ်သက်မှုရှိနေလိမ့်မယ်လို့အန်နာတခါမှမတွေးမိခဲ့ပါဘူး။လွန်ခဲ့တဲ့ရက်အနည်းငယ်ကဂျော့ချ်ထောင်ကလွတ်လာတဲ့အချိန်မှာဇိန်ခံကအစီးပေါင်းများစွာကသူ့ကိုလာကြိုခဲ့ကြတာပေါ့။ဆရာကြီးမရှိတဲ့အချိန်မှာကုမ္ပဏီဟာကမ္ဘာအကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်လာခဲ့ပြီလို့ညီကိုဟောင်းတွေကသူ့ကိုပြောပြကြတယ်။အဲ့ဒီတုန်းကသူတယောက်တည်းကြောင့်သာညီကိုတွေအသက်ရှင်နိုင်ခဲ့တာလို့လည်းဆိုကြတာပါ။အခုတော့အားလုံးကသူ့ကိုဒီလုပ်ငန်းစုကြီးကိုပြန်လဲထိန်းချုပ်ပေးဖို့စောင့်နေကြတာပါ။ထောင်ထဲကဘဝကဂျော့ချ်ရဲ့ထက်မြက်မှုတွေကိုမှိန်ဖြော့သွားစေခဲ့ပြီလေ။သူကတော့သမီးလေးနဲ့အတူအေးအေးဆေးဆေးပဲနေချင်တော့တယ်လို့ပြောလိုက်တယ်။ဒါကိုကြားတော့သူ့ညီကတော်တော်လေးအံ့ဩသွားတာပေါ့။ဒီနှစ်တွေတလျှောက်လုံးသူတို့တွေကသူ့အပြန်ကိုစောင့်နေခဲ့ကြတာပါ။ဒါပေမဲ့ထောင်ထဲကနှစ်တွေကသူ့ရဲ့ထက်မြက်မှုတွေကိုရိုက်ချိုးပစ်လိုက်တယ်လို့ဖြစ်နေခဲ့ပြီးကုမ္ပဏီကိုကောင်းကောင်းလည်ပတ်ဖို့နဲ့ရာဇဝတ်မှုတွေပေါက်ဖွားရနေရဖြစ်မလာအောင်တတိထားဖို့ဂျော့ချ်ကသူ့ကိုမှာကြားခဲ့တယ်။အဲ့ဒီနောက်တော့သူကညီဖြစ်သူရဲ့ပခုံးကိုပုတ်ပြီးအိမ်ကိုပြန်သွားခဲ့တော့တာပေါ့။ရင်းနှီးနေတဲ့အိမ်တကားဝကိုမြင်လိုက်ရတဲ့အခါသူထောင်စကြခဲ့တဲ့အချိန်ကပုံရိပ်တွေခေါင်းထဲပြန်ဝင်လာတဲ့ဘိုက်ကြီးနဲ့ကြံခဲ့တဲ့သူဇနီးကသူ့ကိုစောင့်နေပါမယ်လို့ကတိပေးခဲ့တာလေ။ဒါပေမဲ့တကားဖွင့်ဖို့တော်ထိုးလိုက်တဲ့အချိန်မှာပဲဇနီးနဲ့သမီးလို့ပြောနေတာကိုသူကြားလိုက်ရတဲ့ခိုးမှုနဲ့ထောင်ကျနေတဲ့အဖေဖြစ်သူကိုမကြိုက်ဘူးလို့သမီးဖြစ်သူကစိတ်ဆိုးမှန်ဆိုးနဲ့ပြောနေတာပါ။သူ့ဇနီးကတော့သမီးဖြစ်သူကိုသူဟာရေမြောင်းဖုံးတွေခိုးလို့ထောင်ကျနေတာလို့နှစ်ပေါင်းများစွာလိန်ပြောခဲ့တာပါ။ဆယ်ကျော်သက်အရွယ်အန်နာကတော့တခါမှမတွေ့ဘူးတဲ့အဖေဖြစ်သူအတွက်အမြဲတမ်းအရှက်ရနေခဲ့ရတာပေါ့။အဲ့ဒီအချိန်မှာပဲဂျော့ချ်အိမ်ထဲကိုလှမ်းဝင်လာတဲ့သူ့ဇနီးကတော့သူ့ကိုထောင်ကလွတ်လာတာမြင်ရလို့အရန်ကိုဝမ်းသာသွားတာပေါ့။သူကဂျော့ချ်ကိုအန်နာနဲ့ချက်ချင်းမိတ်ဆက်ပေးလိုက်တယ်။ဒါပေမဲ့အန်နာကတော့အဖေရဲ့နွမ်းပါတဲ့ပုံစံကိုကြည့်ပြီးယွန်းတလူလိုဖြစ်သွားခဲ့တာပါ။သူမစိတ်ကူးတဲ့ကအဖေဟာတန်မာပြီးထဲဝါတဲ့သူတယောက်ပဲဖြစ်ရမယ်လို့သူကပြောလိုက်တယ်။အဲ့ဒီလိုပြောပြီးတာနဲ့သူကကြောခိုင်းပြီးထွက်သွားခဲ့တော့တာပဲ။သမီးလေးကငငယ်တုန်းကမောင်နဲ့အတူတူပဲလို့သူ့ဇနီးကဂျော့ချ်ကိုအနေခက်စွာနဲ့ပြောပြရှာတယ်။ဂျော့ချ်ကတော့သမီးရဲ့စကားတွေကိုစိတ်ထဲမထားပါဘူး။အခုချိန်မှာသူကဇနီးနဲ့သမီးကိုပဲကာကွယ်ပေးချင်တော့တာပါ။အဲ့ဒီနေ့မှာပဲသူကအန်နာကျောင်းရှိမှာထမင်းကြော်ရောက်မှုဆိုင်လေးတစ်ဆိုင်တောင်တွားဖွင့်ခဲ့ပါသေးတယ်။အန်နာကသူ့ကိုမြင်လိုက်ရတဲ့အခါအရန်စိတ်တူသွားတာပေါ့။ကျောင်းမှာသူ့ကိုတမင်တကာအဆက်ခွဲနေတာလားဆိုပြီးသူကမေးလိုက်တယ်။ကျောင်းသားတွေကသူဟာအန်နာအဖေမှန်သိသွားတဲ့အခါချက်ချင်းပဲဝိုင်းလောင်ကြတော့တာပေါ့။ရေမြောင်းပုံခိုးလို့18နှစ်ကြာတာဆိုပြီးသူတို့ကနောက်ပြောင်ကြတာပါ။လူပေါင်းရာနဲ့ချီကိုတယောက်တည်းရင်ဆိုင်ခဲ့တဲ့လူမိုက်ကိုင်းချုပ်ကြီးလဲ18နှစ်ကြာခဲ့ဘူးလေလို့သူတို့ကပြောကြသေးတယ်။ဒါပေမဲ့အဲ့ဒီလူကသူ့ညီကိုတွေအတွက်တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီးအန်နာအဖေကတော့ပစ္စည်းခိုးလို့ကြာတာလေးဆိုပြီးနှိမ်လိုက်ကြတာပေါ့။ဒါတွေကိုကြားရပေမဲ့ဂျော့ချ်ကတော့စိတ်ထဲမထားပါဘူး။သူကသမီးဖြစ်သူကိုထမင်းကြော်တပွဲကမ်းပေးပြီးပူတုံးလေးစားလိုက်ပါလို့ပြောလိုက်တယ်။ဒါပေမဲ့အန်နာကအဲ့ဒီခောက်ဆွဲကြော်နဲ့သူ့ကိုပြစ်ပေါက်လိုက်တယ်။အဲ့ဒါကကျောင်းမုတ်ဈေးတန်းမန်နေဂျာရဲ့ရင်ဘတ်ပေါ်ကိုတက်တက်ကြီးသွားမှန်သွားတာပေါ့။အဲ့ဒီမန်နေဂျာကကျောင်းရှိမှာခောက်ဆွဲကြော်လာရောက်တဲ့ကိစ္စနဲ့ဂျော့ချ်ကိုပြဿနာရှာဖို့ကြံနေတာပါအခုတော့သူ့အတွက်ပြဿနာရှာဖို့အကြောင်းပြချက်ကောင်းကောင်းရသွားပြီပေါ့သူ့သမီးကဘာမှနားမလည်သေးလို့ပါဆိုပြီးဂျော့ချ်ကချက်ချင်းတောင်းပန်လိုက်ပါတယ်ဒါပေမဲ့မန်နေဂျာကသူ့ကိုပါရိုက်ချလိုက်တာပါဂျော့ချ်ဘာမှမတုံ့ပြန်ခင်မှာပဲအန်နာကစိတ်တူသွားခဲ့တယ်ဂျော့ချ်ကသူ့မောက်ကိုအလင်းစလိုမလုပ်ဖို့ချက်ချင်းပဲတားလိုက်ပါတယ်သူကဆက်ပြီးတောင်းပန်နေပေမဲ့မန်နေဂျာကတော့ဆိုင်ကိုဖျက်ဆီးပစ်ဖို့ပဲဆုံးဖြတ်ထားတာပါဂျော့ချ်ကကျောင်းရှိမှာဈေးရောက်နေတာကကျောင်းမုတ်ဈေးတန်းရဲ့ရောင်းအားကိုထိခိုက်စေလို့အရာအလုံးကိုဖျက်ဆီးပစ်ဖို့မန်နေဂျာကလုံခြုံရေးတွေကိုအမိန့်ပေးလိုက်တယ်အဖေဖြစ်သူကယောက်ျားတစ်ယောက်လိုစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ချလိုက်မယ်လို့အန်နာကထင်နေခဲ့တာပါဒါပေမဲ့အန်ဩစရာကောင်းတာကဂျော့ချ်ကပြုံးပြီးဆိုင်လဲပြတ်သွားပြီဆိုတော့အာကာဒတွေလည်းပြေပြောက်သွားပါပြီလို့ပြောလိုက်တာပါပဲတမီးဖြစ်သူကိုခွင့်လွှတ်ပေးဖို့လဲသူကတောင်းဆိုခဲ့တဲ့ဆိုင်ကိုဖျက်ဆီးလိုက်ပေမဲ့မန်နေဂျာကတော့အလွယ်တကူလွှတ်ပေးဖို့မရည်ရွယ်ပါဘူးသူကမြေပြင်ပေါ်ကအမိုက်တွေကိုလက်ညှိုးထိုးပြီးကြည့်လို့မကောင်းဘူးလို့ပြောလိုက်တယ်ဒါတွေကိုရှင်းဖို့ဂျော့ချ်ကို3မိနစ်အချိန်ပေးလိုက်ပြီးမရှင်းရင်တော့အဖေရောတမီးရောဒုက္ခရောက်မယ်လို့ချိန်ချောက်လိုက်တာပေါ့ဂျော့ချ်ကချက်ချင်းပဲဒူးထောက်ပြီးစပြီးရှင်းလင်းပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲမန်နေဂျာကသူ့ကိုရေမောပြီးကန်လိုက်ပါတော့တယ်အနာကចောင်းသားတွေကလည်းအန်နာအဖေကယောက်ျားတစ်ယောက်မှမဟုတ်ဘူးလို့ပြောကြတယ်ဆိုင်ဖြက်စီးခံရတာတောင်သူကပြန်မပြောရဲဘူးလေပါရိုက်ခံရတာတောင်ပြုံးပြီးတောင်းပန်နေသေးတယ်ဆိုပြီးတော့ပေါ့ဒါတွေကိုကြားရတော့အန်နာလည်းခေါင်းမဖော်နိုင်အောင်အရှက်ရသွားတာပေါ့သူ့ကိုအရှက်ခွဲဖို့ဒီလိုတွေလုပ်နေတာလားလို့သူကအဖေဖြစ်သူကိုမေးလိုက်တယ်ယောက်ျားတစ်ယောက်ဆိုရင်ပြန်ချရမှာပေါ့လို့လေသူကပြောလိုက်သေးတယ်မဟုတ်ရင်တော့သူ့ကိုအဖေလို့လာမတက်မှတ်နဲ့လို့ပြောလိုက်တာပါတိတ်ခါထက်ပိုအရေးကြီးတဲ့အရာတွေရှိပါသေးတယ်လို့ဂျော့ချ်ကသူ့ကိုပြန်ပြောခဲ့တယ်အခုကျွန်တော်တို့သွားလို့ရပြီလားလို့မန်နေဂျာကိုသူကလှည့်မေးလိုက်တယ်ဒါပေမဲ့မန်နေဂျာကသူ့ကိုအနိုင်ကျင့်ရတာလွယ်တယ်ဆိုပြီးအားမရသေးပါဘူးသူအခုဘလောက်တောင်အမှားကြီးမားတော့မယ်ဆိုတာကိုသူမသိသေးဘူးလေဂျော့ချ်ရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်ဖို့လုံခြုံရေးတွေကိုသူအမိန့်ပေးလိုက်တယ်ပညာမပေးရင်တော့ဘယ်သူမှမဆိုကြောင်းရှိမှလာပြီးဈေးရောက်နေကြမှာပေါ့လို့သူကဆိုပါတယ်လုံခြုံရေးတွေကဂျော့ချ်ကိုဝိုင်းဖို့လှုပ်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့တက်တူးကိုမြင်သွားကြတယ်ဒါကရိုးရိုးတက်တူးမဟုတ်ဘူးဆိုတာကိုသိသွားပြီးသူတို့တွေလန့်သွားကြတာပေါ့